မျိုးသားဘွားကနေအမျိုးသမီးဘွားကိုပြောင်းလဲပြီးတဲ့နောက် Miss Universe မိုးကုတ်အလှမဲ့ဖြစ်လာတဲ့မြို့ကိုကိုဆန်းမြို့ကိုကိုဆန်းဆိုတဲ့နာမည်ကိုမသိပဲသူကိုမြင်လိုက်ရရင်တကယ်မိန်းကလေးလားလို့ထင်မှတ်ရမှာဖြစ်ပါတယ်။တကယ်တော့မြို့ကိုကိုဆန်းကအမျိုးသားဘွားကနေအမျိုးသမီးဘွားကိုလိုချင်တာကြောင့်လိမ်ပြောင်းခွဲစိတ်ထားတဲ့ transwoman တယောက်ဖြစ်ပါတယ်။မြို့သားဘွားကိုသဘောမကျတော့တဲ့မြို့ကိုကိုဆန်းကခန္ဓာကိုယ်ကိုခွဲစိတ်ပြုပြင်ထားပြီးအရန်လှသွားတာကြောင့်အမျိုးသားတွေကလည်းသဘောကျကြပါတယ်။အတန်ကလည်းအမျိုးသမီးတယောက်ရဲ့အတန်ဖြစ်နေပြီးစကားပြောရင်လည်းအရန်နူးညံ့တာကြောင့်သူ့အတွက်နာမည်ပဲပြောင်းဖို့လိုအပ်ပါတော့တယ်။မြို့ကိုကိုဆန်းက LGBT တွေအတွက်ဂုဏ်ယူစရာဖြစ်ချင်တာကြောင့် Miss Universe မြန်မာကိုဝင်ရောက်ရှင်ပြိုင်ခဲ့မှုသူတယောက်ဖြစ်ပါတယ်။လိမ်ပြောင်းထားသူတွေကလည်းအမျိုးသမီးဖြစ်တာကြောင့်မြို့ကိုကိုဆန်းက Miss Universe မြန်မာ2022မှာဝင်ပြိုင်ခဲ့ပါတယ်။ပြိုင်ပွဲမှာလိုအပ်ချက်တွေရှိခဲ့ပြီးမြမြို့ကိုကိုဆန်းက Top 10ဝင်ဘူးတဲ့မြန်မာပထမဆုံး transwoman တယောက်ဖြစ်ခဲ့သူပါ။စုမရလိုက်တဲ့မြို့ကိုကိုဆန်းကရုပ်ပြက်ဆင်းပြတ်တော့ဖြစ်မသွားခဲ့ပဲ Universe ကညီမကိုမရလိုက်တာပါလို့ပြောခဲ့ပူပါတယ်။အလှမဲ့လောကကိုစိတ်မကုန်ပဲအသက်အရွယ်ရှိတော့စူးစမ်းခြင်းနဲ့မြို့ကိုကိုဆန်းက2025ခုနှစ်မှာမိုးကုတ်ကနေဝင်ရောက်ပြီးတော့ရှင်ပြိုင်ခဲ့ပါတယ်။မြို့ကိုကိုဆန်းကဝနာစုမရပဲအလှမဲ့ခက်လင်းလက်ယွန်းကဝနာရရှိသွားခဲ့တာဖြစ်ပါတယ်။ဒီတစ်ခါမှာတော့မြို့ကိုကိုဆန်းကစိတ်သက်သာသွားခဲ့ပြီးစုမရနိုင်တော့ဘူးလို့ထင်ထားခဲ့တာပါ။ကံကြမ္မာကမျက်နှာသာပေးတာခံခဲ့ရတဲ့မြို့ကိုကိုဆန်းကတော့ဒီတစ်ခါမှထက်ပြီးတော့ပြိုင်ခွင့်ရအောင်ပါပါရှင်။မိုးကုတ်မြို့ကိုစားပြုဝနာရထားတဲ့အလှမဲ့ခက်လင်းလက်ယွန်းကအကြောင်းမျိုးမျိုးကြောင့်ဆက်လက်မရှင်ပြိုင်နိုင်တော့ပဲမြို့ကိုကိုဆန်းကသွားပြိုင်ခွင့်ရရှိပါတော့တယ်။မြို့ကိုကိုဆန်းက2022ခုနှစ်မှာလွဲချော်သွားပြီးမြဲဒီတစ်ခါမှာတော့ Miss Universe မြန်မာကိုပြန်လာတော့မှာဖြစ်ပါတယ်။၃နှစ်ကြာပြီးမှပြန်ပြိုင်မဲ့မြို့ကိုကိုဆန်းကိုပြည်သက်တွေကအားပေးသွားကြမှာဖြစ်ပါတယ်။ Miss Universe အဖွဲ့အစည်းကအလိမ်ပြောင်းအမျိုးသမီးတွေကိုတန်းတူအခွင့်အရေးပေးပြီးရှင်ပြိုင်မှုအတွက်ခွင့်ပြုပေးထားတာကြောင့်မြို့ကိုကိုဆန်းကရှင်ပြိုင်မှုအဆင့်သက်ဖြစ်နေပါပြီ။ဒီနေ့မှာတော့ခင်နာဆိုဂျူလိုင်ဝွန်ထဲတို့လိုအလှမေတွေနဲ့မြို့ကိုကိုဆန်းကတွေ့ရတော့မှာဖြစ်ပြီးပွဲကောင်းတာကြောင့်ပြည်သက်တွေကတော့စိတ်ဝင်စားနေကြပါတယ်။၃နှစ်အတွင်းမှာမြို့ကိုကိုဆန်းကအရာရာပြောင်းလဲသွားအောင်ရုပ်ရည်ကိုပြုပြင်လိုက်ပါတယ်။သူရဲ့ရုပ်ရည်ကချစ်စရာကောင်းပေမဲ့သဘောမကျတာကြောင့်ကိုရီးယားနိုင်ငံကိုသွားပြီးမျက်နှာခွဲစိတ်မှုတွေကိုပါပြုလုပ်ခဲ့ပါတယ်။ကိုရီးယားမှာနှာခေါင်းမေးယိုပါယိုနဲ့ရင်သားတို့ကိုတစ်ကြိမ်နဲ့ခွဲစိတ်ပြုပြင်ခဲ့ပါတယ်။ခွဲစိတ်ပြုပြင်လိုက်ကြကကိုရီးယား1သိန်း600ကုန်ကြပြီးမြန်မာငွေတန်ဖိုးနဲ့ဆိုရင်တော့သိန်းထောင်ချီရှိပေမဲ့လုပ်ဖို့အတွက်ရှိတာကြောင့်မြို့ကိုကိုဆန်းကတော့အမှန်နဲ့မျောခဲ့ပါဘူး။နာမည်ကြီးတဲ့ဆယ်လေးဖြစ်လို့ဆရာဝန်တွေကမူရင်းမျက်နှာလေးမပြောင်းအောင်ပြုပြင်ပေးလိုက်ကြပါတယ်။မြို့ကိုကိုဆန်းရဲ့မခွဲစိတ်ခင်ရုပ်ရည်ကပို့ပြီးတော့လှပေမဲ့သူကတော့ခွဲစိတ်ထားတာကိုပို့ပြီးတော့သဘောကျနေပါတယ်။အမျိုးသမီးတယောက်ရဲ့ခန္ဓာကိုယ်အချို့အစားတိုင်းဖြစ်သွားခဲ့ပြီးယုံကြည်မှုလည်းပိုရရှိသွားပါတယ်။ Miss Universe ကိုပြန်ပြိုင်မှုအတွက်မြို့ကိုကိုဆန်းကတိတ်တိတ်လေးစူးစမ်းနေပြီးငွေကိုသိန်းထောင်ချီအကုန်ကျခံထားသူပါ။မြို့ကိုကိုဆန်းကအမျိုးသမီးဘဝကိုမှတ်မောသူဖြစ်ပြီးသူ့ဘဝမှာဖြစ်ချင်တာတွေဖြစ်အောင်မျက်နှာနဲ့ခန္ဓာကိုယ်ကိုပြောင်းလဲလိုက်ပါတယ်။ဒါတည်းမကသေးပဲမှတ်ပုံတင်ကိုလည်းပြောင်းလဲလို့ရအောင်စူးစမ်းနေပြီးမိန်းကလေးဖြစ်ပဲဆက်လက်နေထိုင်သွားတော့မှာဖြစ်ပါတယ်။မြို့ကိုကိုဆန်းက LGBT တွေအတွက်ရှေ့ဆောင်လမ်းပြတယောက်ဖြစ်ချင်နေပါတယ်။ LGBT တွေကိုအထင်သေးနေတဲ့သူတွေကိုသူတို့မှလည်းအရေးချင်းရှိတဲ့အကြောင်းပြသချင်တာကြောင့်၃နှစ်အကြာမှထပ်ပြိုင်လိုက်တာပါ။မြို့ကိုကိုဆန်းကတခြားသော LGBT တွေလိုအကဲပွားမနေတာကြောင့်ချစ်ခင်သူတွေလည်းများပါတယ်။အလှမဲ့ဖြစ်ဖို့ဇွဲကြီးကြီးနဲ့စူးစမ်းနေတဲ့အပြင်သိန်းထောင်ချီလက်အကုန်ကျခံနိုင်သူဖြစ်ပြီးသူ့ရဲ့ရည်မှန်းချက်ကိုတော့အံ့ဩနေကြပါတယ်။ဘယ်သူတွေဘလို့ပဲဝေဖန်နေကြပါစေအလှမဲ့လောကလေးရောက်လာတဲ့မြို့ကိုကိုဆန်းကိုပြည်သူကြီးတို့ကရောအားပေးသွားမှာလားကိုမမပြောခဲ့ပြီးပါအောင်နော်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။